ကျုပ်ဘဝတစ်လျှောက်လုံးမှာဒီလိုလူကြီးလူကောင်းတယောက်ကသူ့အိမ်ကိုလူငါးခေါ်ပြီးလက်ဝဲပွဲလုပ်တာမျိုးတော့ကြုံဘူး။ဒါပေမဲ့ကျုပ်ဒီကိုရောက်လာတဲ့ကြောင်တော့ fighter ဆိုကျုပ်ကပုံထားခြင်းပြီးတော့တွေးကြောင်တယ်လို့ထင်မခံနိုင်ဘူး။ ဘာမှပြန်မလုပ်နိုင်တဲ့တဲရည်ကြီးကိုထိုးရတာပြင်းတာတခုခုပြန်လုပ်နိုင်တဲ့လူတယောက်ကိုစောင့်တာ ညနေမှာတညာလုံးဆွဲလို့ ညနေကျရင်ပြန်လာ၍ခင်ဗျားတို့ပြောထားတဲ့အတိုင်းတို့လုံးဝမယူဘူး ဘာခုကဆိုလဲစီမံကားတွေပဲ သူ့တော်တော်လိုရင်လိုလေဖိုက်တာစီအညာလုံးဆွဲနေစို့ မုံလေအဲ့လိုမျိုးဖိုက်တာမဟုတ်လေမဟုတ်လေကျုပ်ဖိုက်တာအဲ့ဖိုက်တာမဟုတ်အာမဟုတ်တယ်တော့အားကြမရှိနဲ့ဆန်းတယ်လို့ဟာမဟုတ်လေဆန်းတယ်မတန်းတော့ဟို အညာလုံးဆွဲနေ ဟဲ့မတော့နဲ့ ဆွဲနေလေဟဲ့ဆွဲနေဟဲ့